မင်္ဂလာပါဆရာမ teacher ဒေါ်တင်ရွယ်ဖြစ်ပါတယ်ဆရာမဒီနေ့ grade 12 math chapter 7 trigonometry အခန်းမှာ y equal to cos 6နဲ့ပတ်သက်ပြီးတော့ဆရာမအချိန်မှာဗီဒီယိုဖိုင်3ခုတင်ထားပြီးပါပြီအဲ့ဒီရဲ့ general form တွေရပါမယ်ဒါဆိုအခုဆရာမတို့လေ့ကျင့်ခန်း 7.2 ရဲ့ number 3A ဆရာမနဲ့တူလေ့လာကြည့်ပါမယ်ဒါဆိုသူက draw the graph of y equal to 2 into cos pi by 4x ရဲ့ graph ကိုဆွဲခိုင်းတာဖြစ်တယ်ဒါဆိုရင်အဲ့ဒီ graph ကိုဆွဲမယ်ဆိုဆရာမတို့ 5 key point ပြရပါမယ်ပြီးရင်ဒီ graph ဒီ y equal to cos 6ကနေပြီးတော့သူဘယ်လို transformation ဖြစ်သွားတယ်ဆရာမတို့သိရပါမယ်ဒါဆိုအရှိမ y equal to d2 ဆိုတာဒီဆရာမတို့ vertical scaling လုပ်ထားတာပါ x ကို pi by 4နဲ့နှောက်ထားတာဒီ horizontal scaling လုပ်ထားတာပါဒါဆိုရင်ဒီ function ဒီ scaling နဲ့ရှိပါတယ်y equal to cos 6ကနေပြီးတော့ y equal to cos pi by 4x ကိုသွားတာဒီ scaling ပဲရှိတယ်ဒါဆိုဆရာမတို့ 5 key point ကိုခြံကြည့်အဲ့တော့ 5 key point ကိုမခြံရင်ဆရာမတို့ domain ကိုရေးထားလို့ရတယ် domain ကတော့ပုံနှိပ်ထဲမှာထည့်တွက်ထားတာမတွေ့ပါဘူးဒါပေမဲ့ဆရာမ domain ကိုရေးပေးလိုက်ပါမယ် domain ဒီ r ပါနောက် amplitude ဒီ2ပါ period ဒီဆရာမတို့ 5 key point မခြံလဲ period ကတွက်လို့ရပါတယ် period ဒီ y equal to a cos bx ရဲ့ period ဒီ2 pi by 2ဒါကိုလည်းဆရာမတို့သိရပါမယ်ဒါဆိုရင်ဆရာမတို့က2 pi ဒီနေရာမှာ pi by 4ထည့်ပါတယ်အဲ့တော့ pi နဲ့ pi နဲ့ကြည့်တော့8ရပါတယ်ဒါဆိုပြီးတော့ဒီ8တို့တစ်ခါတည်းရေးလို့လည်းရပါတယ်ဒါမှမဟုတ်ပဲနဲ့တွက်ရှင်တဲ့ဟေးဆိုရင်2 pi by 4နဲ့နှောက်ရင်ဒီမှာ pi by 4နဲ့စားလိုက်တယ်ဒါဆိုပြီးတော့ဒီ8ဒီတွက်တာကိုထပ်မရေးလည်းရပါတယ်ပြီးတော့ဒီ8ပါဒါဆို 5 key point တော့ 5 key point ကိုရှာမယ်ဟေးဆိုရင် transformation လုပ်ကြည့်ဒါဆို y equal to cos 6ကနေပြီးတော့ y equal to 2 cos pi by 4x ဒီ vertical scaling နဲ့ horizontal scaling လုပ်ထားတယ်ဆိုရင် y equal to cos 8 5 key point တွေကဘယ်လိုပြောင်းလဲသွားမလဲဆရာမနဲ့လေ့လာကြည့်မယ်ဒါဆို y equal to cos 8က coordinate ဒီ x, y ဆိုရင်ဒီဘက်မှာ x ဒီ horizontal scaling နဲ့ဆိုင်ပါတယ်ဒါဆိုဒီမှာ pi by 4နဲ့မြှောက်ထားရဆိုဆရာမတို့က x coordinate ကို pi by 4နဲ့စားရပါမယ်ဒါဆိုရင် x ကိုဆရာမတို့က pi by 4နဲ့စားတယ်ပြောင်းပြန်လိုက်တော့ 4x pi pi ရသွားပါတယ်ဒါကြောင့် x coordinate ဒီ 4x pi pi မှာ comma y ဒီ vertical scaling နဲ့ဆိုင်ပါတယ်ဒါဆိုရင် y ဒီမှာ2နဲ့မြှောက်ထားရဆို vertical scaling ဒီက y coordinate ကို2နဲ့မြှောက်တော့ 2y ဒါဆိုရင်ဆရာမတို့ရဲ့ coordinate y equal to 2 cos pi by 4x ရဲ့ coordinate ဒီဒါရသွားပါပြီဒါဆိုရင် y equal to cos 6 5 key point ရတော့ဆရာမတို့ unit circle လေးနဲ့ကြက်ထားရင်ရပါတယ်ဒါဆိုရင်စပြီးတော့ဆရာမတို့ထပ်ကြည့်မယ် 0, y x နေရာမှာ0 y နေရာမှာ1ဒါဆို x နေရာမှာ0ထပ်လိုက်တယ်ဒီကဒီ0ဖြစ်သွားပါတယ် y နေရာမှာ1ထပ်လိုက်တော့2ရပါတယ်နောက် x နေရာမှာဆရာမတို့ pi pi 2ထည့်ပါမယ်ဒါဆိုရင်4 pi pi x နေရာမှာဆရာမတို့ pi pi 2ထည့်ပါတယ် pi နဲ့ pi နဲ့ကြည့်ရတယ်ဒါဆိုရင်2ရပါတယ်2, y နေရာမှာဆရာမတို့က0ထည့်လိုက်တော့0ရပါတယ်နောက် pi x နေရာမှာ pi ထည့်လိုက်ပါမယ် pi နဲ့ pi နဲ့ကြည့်တော့အဲ့ဒီမှာ4ရပါတယ် ဒီမှာ y နေရာမှာ -1 ထည့်လိုက်တော့ -2 ရပါတယ်နောက် x နေရာမှာဆရာမတို့3 pi by 2ထည့်ပါမယ်ဒါဆိုရင်4 pi into x နေရာမှာဆရာမတို့3 pi by 2ထည့်ပါမယ်ဒါဆိုဆရာမတို့ pi နဲ့ pi နဲ့ကြည့်သွားမယ်2 2ဒီဆိုတော့6, y နေရာမှာ0ထည့်တော့ဒီမှာ0ထည့်လိုက်တယ်0ရသွားပါမယ်နောက်2 pi ဒါဆိုရင်4 pi pi into x နေရာမှာဆရာမတို့2 pi ထည့်ပါမယ်တော့ pi နဲ့ pi နဲ့ကြည့်တော့8အဲ့တော့ y နေရာမှာဆရာမတို့1ထည့်လိုက်ပါတယ်ဆိုတော့2ဒီ2ရသွားပါမယ်ဒါဆိုဆရာမတို့ 5 key point ရသွားပါပြီအဲ့ဒီရလာတဲ့ 5 key point ကိုဆရာမတို့ရှာရေးလိုက်ပါမယ်အဲ့တော့ 0,2 နောက်တစ်မှတ်20နောက်တစ်မှတ်4, -2 6,0 နောက်တစ်မှတ်8,2 ပါဒါဆိုရင်ဆရာမတို့ပုံဆွဲလို့ရပါတယ်အဲ့တော့ပုံဆွဲဒီခေတ်ဆိုရင်ဆရာမတို့က x coordinate ကိုကြည့်လိုက်ပါ0 2 4 6 8ဒါကြောင့်ဆရာမ2 4 6 80တစ်စိတ်ကို2စီထားပြီးတော့ရှာထားပါတယ်ဒီဘက်ကိုလည်းအဲ့တိုင်းရှာပေးထားတယ် x မျိုးမှာနောက် y မျိုးမှာ y မှာကြည့်လိုက်ပါ2 0 -2 0 2ဆိုတော့ဆရာမတို့က y မှာဆိုလို့ရှိရင်2အများဆုံးအနှုတ်ဘက်မှာဆို -2 ဒီအများဆုံးဖြစ်တယ်ဒီလိုရှာထားလိုက်ပါတယ်ကဲဒါဆိုရင်ဆရာမတို့ဆွဲကြည့်အောင်ဒါဆိုရင်ဆရာမကအဲ့ဒီ x intercept x ဝင်ရိုးပေါ်မှာရှိမဲ့အမှတ်တွေအရင်ရှာပါမယ် x intercept ဆိုတာဒီ y တန်ဖိုး0ထက်တဲ့ point လေးတွေအရင်ရှာလိုက်ပါမယ်
2,0 x တန်မို့2 y တန်မို့0ဒါ 2,0 အမှတ်ပါနောက် x တန်မို့6 y တန်မို့0 x တန်မို့6 y တန်မို့0ဒါဆို x intercept ပြီးသွားပါပြီကဲပြီးရင်ဆရာမတို့က maximum point ဖြစ်မဲ့က 0,2 x တန်မို့0 y တန်မို့2ပါဒါဆို z မှတ်ဒီ 0,2 ပါနောက်တစ်မှတ် maximum point ဒီ 8,2 x တန်မို့8 y တန်မို့2ဆရာမဒီလိုရှာလိုက်ပါတယ်ပြီးရင် minimum point 4, -2 point ရှာတာကတော့ကိုနားလက်တယ်လို့ရှာလို့ရပါတယ် x တန်မို့4 y တန်မို့ -2 ဒါဆိုရင်ဆရာမတို့ဒီ graph ကိုဆက်ဆွဲလိုက်ပါဆက်ဆွဲလိုက်တယ်ဆိုရင်ဆရာမတို့ဒီ 5 key point နဲ့တာဆွဲမယ်ဆိုရင်ဆရာမတို့5 key point အမှတ်5မှတ်နဲ့တာဆရာမတို့ဆက်ဆွဲလိုက်မယ်ဆိုရင်ဆရာမတို့ graph ကဒီလိုလေးနေပါလေဒါဆိုရင် weight တစ်ခုအနေနဲ့ရအောင်ဆွဲမယ်ဆိုရင်ဆရာမတို့ x ဝင်ဘောမှာနောက်ထပ် x intercept လေးကိုရှာဖို့လည်းလွယ်လွယ်လေးပါပထမဒီ20နောက်တစ်မှတ်ဒီ60လို့သိရှာပါတယ်နောက် x intercept ဒီ10 x 60 20 60 4กว่าတယ်ဒါဆိုရင်10 ဖြတ်မှာပါကဲဒါဆိုရင်နောက်ထပ် maximum point ကိုဆရာမတို့ရှာကြည့်ပါဒီမှာ02ဖြတ်တယ်ဆိုရင်သူနဲ့ period ဒီ8ပါဒါဆိုဆရာမတို့ဒီဘက်ကအမှတ်ကိုဆွဲကျင်နေဆိုရင်ဒီဘက်က x coordinate မှာ period တန်ဖို့8လို့ပြောကြတယ်ဒီ8ကိုပေါင်းလိုက်တော့8,2ဒီနောက်တစ်မှတ်ဖြစ်တယ်ကဲအဲ့လိုမျိုးလေးရှာထားရပါဒါဆိုဆရာမတို့ဆက်ဆွဲလိုက်ပါဒီဘက်မှာလည်းဆရာမတို့အဲ့လိုဆွဲလို့ရပါတယ်ဒီမှာ20ဒီ x intercept မှာဖြတ်နေဆိုဒီဘက် -20တေးရှာပါတယ်နောက်ဒီမှာ 4, -2 ဒီအနောက်အောက်က minimum point ဖြတ်နေဆိုဒီဘက်က point to point ကိုလိုချင်နေဆိုရင် period x ဒီဘက်ကိုသွားမယ်ဆိုရင်ဆရာမတို့ period ကိုနှုတ်ကြည့်လိုက်ပါဒါဆိုရင် 4 - x ဆို -4 တေးရှာပါတယ်ဒီဘက်ဒီ -4, -2 ဒီနောက်ထပ် point ဖြစ်ပါတယ်ဒါဆိုဆရာမတို့ဒီ graph ကိုဆက်ဆွဲလိုက်မယ်ဆိုရင်ဆရာမတို့ဒီလောက်ဆိုရင်လည်းရက်လို့ရပါတယ်ဒါမှကိုကဆက်ဆွဲကျင်သေးတယ်ဆိုလို့ရှိရင်လည်းဒီကောင်ဒီ -20 ဆိုရင်နောက်တစ်ဖြတ်မှတ်တစ်မှတ်ဒီ -6,0 ဒီ x intercept မှတ်ဖြစ်တယ်ဒါဆိုဆရာမတို့ဒီ graph ကိုဆက်ဆွဲမယ်ဟိဆိုရင်ဒီလောက်ထိဆွဲလို့ရပါတယ်အဲ့တော့ကိုဒီ 5 key point နဲ့ဆွဲပြီးတော့ရမလားဒါမှမဟုတ်လှလှပပဆွဲမလားအချိန်ရတယ်ဆိုပြီးဆွဲပေးလိုက်လို့ရပါတယ်ဒါဒီဆရာမတို့က y = 2 cos pi by 4x graph ကိုရပါပါတယ်ဒါဆို graph ကိုရပြီဆိုဆရာမတို့ကထုံးစံအတိုင်းပြီးတော့ graph မှာထည့်ပေးပါမယ်ပြီးတော့ဒီဆရာမတော့တိုင်းထိတ်နှစ်ခုအကွာဝေးနဲ့ထည့်ပေးလိုက်ပါတယ်ဒါပြီးတော့ဒီ8ဖြစ်ပါတယ်ဒါဆိုရင် amplitude ဒီဆရာမတို့ amplitude ဒီပုံထဲမှာဆိုလဲတူးရတယ်ဒီမှာဆရာမတို့ရှာထားရတယ်တူးရပါတယ်ဒါဆိုရင်ဆရာမတို့ y = 2 cos pi by 4x ရဲ့ graph ကပြီးသွားပါတယ်စာအုပ်ထဲမှာတော့ range ကိုထည့်ရေးထားတာပုံနေထဲမှာမရှိပါဘူးဒါပေမဲ့ range ကိုထည့်ရေးမယ်တမှတ်တန်အတွက်ရှာမယ်ဆိုလဲ range ဒီဆရာမအရှိဗီဒီယိုပိုင်းမှာရှာထားတယ်လို့ရှာလို့ရပါတယ်ဒီမှာ midline y မှာပေါင်းထည့်ထားတာမရှိတော့ midline ဒီ0ဖြစ်တယ်ဒါဆို amplitudeဒီ2ဖြစ်တယ် midline 0ဖြစ်တဲ့ကြောင့် minimum point ဒီ0ကနေ2ကိုနှုတ်တယ်ဆို -2 ဖြစ်ပြီးတော့ maximum point ဒီ0နဲ့2ကိုပေါင်းတယ်ဆို2ဖြစ်တယ်ဒါကြောင့် range ဒီတစ်ဆက်တော့ y ဆက်တယ် -2 less than equal y less than equal 2လို့ရေးလိုက်ရင်ရပါတယ်အဲ့တော့ range ကိုပုံထဲမှာရှာကြည့်ရင်လည်းရပါတယ်ဆရာမတို့ပုံမှန်လားမှားလားကိုဆက်ကြည့်လို့ရပါတယ်ဒီမှာ y တန်မို့ -2 ဒီမှာ2 -2 လဲပါတယ်2လဲပါတယ်ဒါကြောင့် range ဒီ -2 ကစပြီးတော့2မှာဆုံးသွားတာဖြစ်ပါတယ်ဒါဆိုရင်ကြားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်